သုံးပါဝယ်အများဆုံးပြေတော့ဘုရားရှင်ပြေတော့ဘုရားဘုရားရှင်ဘာကြောင့်ဖြစ်ခဲ့ပါလဲလေပြိဿတော်ကရှေ့ကျောင်းနဲ့ထုံကျောင်းပြုမှာစားပြီးတယ်ဘုရားယောဂီတော်တို့ကောင်းတော့မှာလက်ကုန်လေးပါရအောင်အားလုံးယောဂီများပြေးကြပဲပဋိစ္စသမုပ္ပါတရားတော်ကိုတည်ပြစ္ဆာမတည်ရင်ဒီတုမဒိဋ္ဌိမကွာနဲ့ဒိဋ္ဌိကိုသိညာနဲ့မကွာပေညာနဲ့မကွာပွားညာနဲ့အားဖြင့်မကွာနဲ့သောတာပန်ကြောင့်ဖြစ်တယ်သောတာပန်ဖြစ်တယ်ဒိဋ္ဌိကိုအရင်အားဖြင့်ပါမှာလေဒိဋ္ဌိကိုအရင်ပါနိုင်ဖို့ကပဋိစ္စသမုပ္ပါတရားတော်ခန္ဓာညာရောက်သဘောပေါက်ဖို့လိုတယ်ဒီကဲတော့ပဋိစ္စသမုပ္ပါကိုသဘောပေါက်တာပါလေဒိဋ္ဌိဥသောငရဲမျိုးစိအပေမျိုး၄ပါးမျိုးစိများပြီးစိတ်ပြုံးကွယ်ပြောက်သွားတာပြင်အပေပင်ငရဲတွေမှာဘယ်တော့မှပြန်ပြီးမှပေါက်ပါဘုရားရဲ့အပေ၄ပါးမရောက်လို့ယောဂီများပြီးဒီပဋိစ္စသမုပ္ပါတရားတော်ကိုပထမရအောင်ကြိတ်တော်မူပြီးဒုတိယမှတ်ပြီးတော့မှသာသာပြီးတတိယအနေနဲ့ခန္ဓာညာရောက်သဘောပေါက်ပွားများအားထုတ်ကြတယ်အန္တပုဒ်တင်ကကလျာဏပုဒ်သေပြင်တို့ရောက်၍ကလျာဏပုဒ်ရှင်ကသုသာသောတာပန်ဖြစ်လို့ရောက်၍သုတော်သောတာပန်ဖြစ်ကမဟာသောတာပန်ဖြစ်လို့ပြည့်လန်းနိုင်ပြီလေမြတ်ဗုဒ္ဓစံဉာဏ်တော်မူပါဖြစ်တော့ခေမာကျင့်ငန်းနိဗ္ဗာန်လို့ရန်သာလမ်းသားမတွေဖြစ်ပါမရှိဘူးဖြစ်လမ်းသားမတွေဖြစ်မှဖြစ်ပါလေမူလနာရတိကနာကိုလေးခုလောဧက30နဲ့ပါတရားကိုဘာနဲ့တုံးမအစားနိုင်ရမို့လဲဝတ်တုံးမနဲ့ကာလတုံးရချင်းရတဲ့စိတ်ရှိတဲ့ကိုအလေကျင့်မှတည်ရတဲ့တန်တရားမှလွန်ကြောင်းဒီအပြင်မှာမျိုးမှာအပြင်အမြင့်နဲ့ပြည့်ဆက်တဲ့တရားကံကြောင့်နာရုံနဲ့ရုပ်ကြောင့်ကဘာမှပြည့်ပြန်ပြီလေရောရောင်းနေဓမ္မတရားစတဲ့များကတင်ကြပြည့်ပြည့်ခြင်းပါစဉ်အကြောင်းရင်းကြောင့်လူနာများစွာတတ်တော်တို့ရှင်းလိုက်ရမှုမဟုတ်ဘူးညာရင်ကြွေမောဖြစ်ဖြစ်တည်းများပြည်တာဒုက္ခတွေမှာဖြစ်ဖြစ်မှုတွေမှာတင်အမြင်ပြည့်တယ်မှာယုံနာအာရုံဖြစ်ဖြစ်သုံးမှုတွေညာတော့ကြည့်နေမှာသူတော်ကြီးတယ်များတရားနာတော်တော်အကျင့်မဲ့ပဲခွင့်ရတဲ့အိမ်ကံတိုင်းယုံကြည်ကြမ်းမှာစိတ်ပြောင်းသွားတဲ့လူတော်အတုနာမျိုးရုပ်ကိုဖြစ်ကြုံညာမြင်အိမ်အားရင်မှန်မြင်မရကြောင်းမစွန့်ကာမမဆရာမရှိဝရိယလွတ်အားရင်ပြောတော့လွန်တော်ယူမအင်္ဂါပါတရားမဲ့ကိုဝေးကြပြီအဲ့ဒါဒီဥစ္စာလက်စွာဘုရားဟောတာတဲ့တရားတော်ကြီးမိုးပုတ်ဆိုပြီးတော့အဲ့ဒါကြီးကသူကဟောတာဆိုတော့သူ့နားနဲ့ဟောပြတာဒါလက်စွာဘုရားပရိစ္ဆာသုံးပါတရားတော်ရာကိုရေးလဲနားမလည်ရင်နေပါမလို့အမတ်တိဒါတောင်မလို့ဆရာတော်ကြီးကဟောတာလည်းဒီမှာပြည့်တရားဟောတင်တဲ့ကြားလာပြီနားပေးလိုက်ကြဒါမှတရားဟောနေတာဒါမှပြောတယ်ကလေးတွေအပြင်းမဲ့တော့နားမထောင်ရင်တော့စကားပြောကြမလို့အဲ့တော့ဒီဥစ္စာကတောင်မလို့ဆရာတော်ကြီးကလည်းအတင်းမဲ့ဟောနိုင်တယ်မဟောပါဘူးညာနာပြတိုင်းမဟောနိုင်ဘူးမဟုတ်ကိုဆရာတို့ရဲ့ဆရာတော်ဘုရားကြီးကအကျယ်ဟောတယ်ဒါပဲခြံထားတယ်တရားတွေဘုရားလည်းကောမဟောဘူးညဆိုဘုရားလည်းကောမဟောဘူးဥစ္စာကိုအဖေကလူပုဂ္ဂိုလ်ဟောကောင်းတယ်အပြစ်မရှိဘူးဒါနေရပုဂ္ဂိုလ်ဝိမု ക്തി ခေဘုလို့ရင်ဂုဏ်နိဗ္ဗာန်တော့တယ်ခொနည်းခொနလားခொနည်းကျိုးလေရတယ်ကန့်လေရတယ်နေလေရတယ်ကျိုးလေရတယ်ဒါမဟုတ်တဲ့တွေဟောတာအဲ့တော့သစ္စာနားလေဖို့တို့အဲ့တော့နံပါတ်1အဝိဇ္ဇာတိကွယ်ဒီမှာလမ်းကြည့်အဝိဇ္ဇာသင်္ခါရတဏှာဥပါဒံဘဝဘယ်ကာလတော့အတိတ်ဘဝလားဟုတ်ရဘာသစ္စာတော့သမှုညသစ္စာအခုဝိဇ္ဇာလုံးလုံးကန်းခေါ်တယ်အဝိဇ္ဇာသင်္ခါရဆိုတာကာယသင်္ခါရဝစီသင်္ခါရစိတ်သင်္ခါရဖတ်တည်ဖို့လို့မမိနိုင်သားလေသင်္ခါရပြုတ်ပြင်တာလူရဏနာလည်းပြုတ်ပြင်တာအခုလူတယ်ဒါပြုတ်ပြင်တာဒါသစ္စာမသိရင်အမိဝမ်းကောင်းနဲ့ဝင်တယ်လာတာလည်းအမိဝမ်းကောင်းနဲ့လာတယ်အဲ့ဒီမိဝမ်းနဲ့မြောင်အမ်းမယ်တရားဒီစဝိုင်းကမိဝမ်းကောင်းနဲ့လွတ်အောင်လို့ဒါလူနဲ့ငဲတိစ္ဆာလူတင်ဟောတာမဟုတ်တာလေးမျိုးရှိတယ်သူတို့အဲ့တော့ဒီအဝိဇ္ဇာဆိုတဲ့ကောင်ခေါင်းဆောင်ကဒုံလုံးကန်းသင်္ခါရပြုပြင်တာကာယသင်္ခါရဝစီသင်္ခါရလူရတဏ္ဍာဒါစိတ်တံတာရဒီလဲသွားတာဘောတန်နေရဒီစဝိုင်းကြီးလဲသွားတာဝိဇ္ဇာသင်္ခါရတဏ္ဍာဥပါဒံဘဝဆိုတော့နေ့ကွက်ထဲမှာလာပြီးတော့ဝိညာဉ်နာယုတ်တလနာဖတ်တာဝေဒနာခန္ဓာ၅ပါးလာပြီးတော့ပေါက်တယ်လူလည်းမဟုတ်နတ်လည်းမဟုတ်ငရဲလည်းမဟုတ်ကိစ္စလည်းမဟုတ်စိတ်ဓာတ်လည်းမဟုတ်သူကခန္ဓာ၅ပါးပဲသူရှိတယ်သူရှိအခေါ်ရှိဉာဏ်ရည်အခေါ်ရှိတယ်အဲ့တော့ဒီခန္ဓာ၅ပါးဝိညာဉ်နာယုတ်တလနာဖတ်တာဝေဒနာခန္ဓာ၅ပါးပေါင်းလိုက်တော့ယုံနာဖြစ်တယ်ဒါနေ့ကွက်ထဲမှာဒါအတိတ်ကအဝိဇ္ဇာကောင်းဆောင်သူကလုံးလာတယ်ဘသူကွယ်ခဲ့တာလဲဓာရီကွယ်နေတာမောဟကွယ်မောဟကသူကလိုချင်တာလူဘုံနတ်ဘုံငရဲဘုံလိုချင်တာအပယ်ဘုံနေတာတရားတွတ်လို့တရားပယ်ထားတာအဲ့တော့တစ္ဆာမတိသေးနဲ့တူရင်ဒီဟာကြီးကလဲနေမှာအဲ့တော့နေ့ကွယ်အတိတ်ကလွန်လာခဲ့ပြီ
ခုပြစ္ဆုတ်ကံထဲမှာဝိညာဉ်နာယောကာလနာဘာသာနှစ်ကွက်ထဲမှာ